လူသိနေတယ်မန်တကယ်တန်ကိုရှိတဲ့ underrated car brand များပတ်တူ 8. Marussia Motors Marussia ဟာရုရှားကပေါ်ထွက်လာတဲ့ super car brand တစ်ခုတည်ပြီးလူအများမသိကြတဲ့ underrated brand တစ်ခုပါ2009ခုနှစ်ဝန်းကျင်မှာစတင်တည်ထောင်ခဲ့ပါတယ် B1, B2 ဆိုတဲ့ futuristic super car model တွေကြောင့်လူသိလာပြီး Formula 1 Marussia F1 team ထဲထိဝင်ရောက်ခဲ့ပူကဒီဇိုင်းကအနာဂတ်ဆန်ပြီး ambitious ဖြစ်ပေမဲ့ငွေကြီးအခက်ခဲကြောင့် brand ဟာမကြခင်မှာပဲပျောက်ကွယ်သွားခဲ့ပါတယ်2. Oldsmobile Oldsmobile ဟာ American ကားသမိုင်းထဲကအရေးကြီးဆုံး brand တစ်ခုဖြစ်ပါတယ်1899ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး automatic transmission ကိုလူထုအတွက်ပထမဆုံးအသုံးချခဲ့တဲ့ brand ဖြစ်ပါတယ် luxury plus technology ကိုအရင်ဆုံးစမ်းသပ်တဲ့ brand ဖြစ်ခဲ့ပါတယ်နောက်ပိုင်းမှာ General Motors အသွင် brand identity ပျောက်ဆုံးသွားပြီး2004ခုနှစ်မှာ officially ပိတ်သိမ်းခဲ့ပါတယ်3. Devil Motors Devil ဟာ Dubai အခြေစိုက် hypercar brand တစ်ခုဖြစ်ပြီး concept ကအရန် extreme ဖြစ်ပါတယ်Devil 16ဆိုတဲ့ hypercar က 5000 hpt ရည်မှန်းထားပြီး top speed ကို500 km/h ကျော်မယ်လို့ကြေညာခဲ့ပါတယ်။ design နဲ့ specs တွေက game ကားလို futuristic ဆန်ကအမှန်တကယ် production နဲ့ရောမရောက်ဆိုတာကိုလူအများကသံသယရှိကြပေမဲ့ dream, hype နဲ့ ambition ကိုကိုးစားပြုတဲ့ brand လို့ဆိုနိုင်ပါတယ်။မင်းအချိတ်ဆုံး brand ကပါလေ comment မှာပြောခဲ့ပါနောက်ထပ်စိတ်ဝင်စားစရာ car content တွေကြည့်ကို follow လုပ်ထားပါနော်။